English vocabulary တွေကြည့်ပေမဲ့ခဏခဏမေ့နေရဆိုတဲ့လူတွေရှိပါသလားဒါဆိုရင်တော့ဒီ video လေးကိုဆုံးထိကြည့်ပေးသွားပါဒီနေ့မှာတော့ K က vocabulary တွေကိုဘယ်လိုမှတ်ရမလဲဆိုတဲ့နည်းနဲ့ဒီပဲတည်တံ့လေ့လာခြင်းတဲ့သူတွေအတွက် YouTube channel လေးတွေကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ် Okay vocabulary ပဲတည်တံ့လေ့လာခြင်းတဲ့သူတွေအကောင့်ဖြစ်မဲ့ YouTube channel လေးတွေကတော့ C Learning English with English Class 101 is Force Online English with Lucy vocabulary လေ့လာတဲ့အခါမှာတပြိုင်နက်တည်းနဲ့အများကြီးလေ့လာစရာမလိုကိုကတစ်နေ့ကို9လုံးဒါမှမဟုတ်10လုံးလေ့လာပြီးတော့ကိုလေ့လာတဲ့စကားလုံးတွေကိုကိုကနေ့စဉ်ပြန်ပြီးတော့သုံးပေးရမှာဖြစ်တယ်ပြီးတော့အခောက်ခါ read out လုပ်ပေးရမှာဖြစ်တယ်ကိုလေ့လာထားတဲ့ဒါပါတော့ဒီနေ့ကိုက15မိနစ်လောက်လေ့လာလိုက်တဲ့ vocabulary ကို5မိနစ်လောက် vocabulary ကိုလေ့လာလိုက်တဲ့9လုံး10လုံးလေ့လာလိုက်မယ်နောက်ပြီးတော့အဲ့ vocabulary တွေကိုကိုကစမ်းနဲ့ဖွဲ့ပြီးတော့အဲ့ vocabulary ကိုပြန်သုံးပေးပေါ့နော်စမ်းဖွဲ့လိုက်တဲ့စမ်းနဲ့လေးတွေပေါ့နော်2ကြောင်း3ကြောင်းအဲ့လိုလေးဖွဲ့ပေါ့နော်ကိုဖွဲ့တဲ့စမ်းတက်လေးတွေကိုကိုက read out လောက်များလုပ်ပေးကိုကအထက်ပြန်ပြောပေးရေးပေးပေါ့နော်topic alike ကိုကအဲ့ဒီ vocabulary လေးတွေကိုလိုက်ပြီးတော့ပြောပေးပေါ့နော်ဒါပါတော့ကိုပတ်တဲ့ vocabulary လေးလေ့လာထားရဲဆိုလို့ရှိရင်ကိုကစားတဲ့ချိန်မှာဒီ vocabulary ရဲ့အတန်လေးကိုထွက်ပြီးတော့ပြောပေးပေါ့နော်ပြီးတော့လေ့လာတဲ့ချိန်မှာအင်္ဂလိပ်စာလေ့လာဖို့ဆိုပြီးတော့အချိန်တက်ကြီးပြီးနေကြမလို့ပါဘူးကိုကလှုပ်လို့ရင်းနဲ့လည်းလေ့လာလို့ရပါတယ်ဘယ်ဟာပဲမဆိုပေါ့နော်ကိုကလှုပ်ထားပါတော့ကိုကတန့်ရှင်းလုပ်နေတယ်ထားပါတော့ကိုကတန့်ရှင်းလုပ်နေရဆိုလို့ရှိရင်ကိုတန့်ရှင်းနဲ့ပတ်သက်တဲ့ vocabulary တွေတန့်ရှင်းနဲ့ပတ်သက်တဲ့ sentence လေးတွေအဲ့ဒါလေးတွေကိုက read out လောက်များလုပ်ပေးပေါ့နော်ထားပါတော့ကိုကတခုကင်နေတယ်ဆိုပါတော့ဥပမာဘောပင်ချောင်းဆိုI take a pen I touch a pen အဲ့လိုပေါ့နော်အဲ့လိုမျိုးကိုတက်တဲ့ရမှန်လေးမှန်တပြားကို speaking မြန်တိုးတက်ချင်တဲ့ vocabulary လေးတွေတိုးတက်ချင်တဲ့ sentence လေးတွေတိစောက်တက်ချင်တဲ့ဆိုလို့ရှိရင်တော့ကိုထိတွေ့လိုက်တဲ့အရာမှန်တပြားကိုအင်္ဂလိပ်လိုလေးတွေကိုပြောပေးလေ့ကျင့်ပေးပေါ့နော်ဒါလည်းကို self study လုပ်တဲ့ဤတစ်မျိုးပါပဲ okay ဒီနေ့လေ့လာလိုက်မယ်ဆိုရင်တော့ vocabulary ကိုလုံးဝမေ့မှာမဟုတ်တော့ပါဘူးတိတိကျကျဆွဆွဲမြဲမြဲမှတ်မိနေမှာဖြစ်ပါတယ်Bye bye. See you next my knowledge video.